လူငယ်လေးတစ်ယောက်ဟာချမ်းသာတဲ့တထေးသမီးလေးရဲ့ကိုရောင်ကိုဝါမှာအညိုးတွေဖုံးလွှမ်းနေတာကိုတစ်ချက်ကြည့်ုံနဲ့သိလိုက်ပါတယ်။သူမရဲ့မိသားစုဝင်တစ်ယောက်ဟာဒီညတကောင်ကျော်တာနဲ့အသက်အန္တရာယ်ရှိနေပြီဖြစ်ကြောင်းသူကသတိပေးလိုက်ပါတယ်။တထေးသမီးလေးဟာအံ့ဩသွားပြီးသူမရဲ့ဖခင်ဖြစ်သူဟာထူးဆန်းတဲ့ယောဂဝေဒနာခံစားနေရတာတလရှိပြီဖြစ်ကြောင်းပြောပြပါတယ်။နာမည်ကြီးဆရာဝန်တွေကုသပေးပေမဲ့လည်းမသက်သာပဲအခုဆိုရင်သတိလစ်မေ့မျောနေပြီဖြစ်ပါတယ်။လူငယ်လေးကအိမ်ကိုလိုက်ကြည့်တဲ့အခါမှာတော့ဒါဟာတာမန်ယောဂမဟုတ်ပဲရင်တက်တွေဝင်ရောက်နေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။အင်ကြီးတစ်ခုလုံးဟာရေအောက်ထဲကအရှင်လက်လက်မြုပ်နှံထားတဲ့ခေါင်းတလားလိုဖြစ်နေတာပါ။သူဟာသမီးဖြစ်သူရဲ့လက်ထိပ်ကသွေးတစ်ဆက်ကိုယူပြီးဝိညာဉ်ခေါ်တဲ့ကားတာကိုရွတ်ဖက်လိုက်ပါတယ်။ရွှေရောင်လင်းနှန်းတွေနဲ့အတူဖခင်ဖြစ်သူရဲ့နဖူးကိုတိုးထိလိုက်ပြီးကုသပေးခဲ့ပါတယ်။ခဏအကြာမှာတော့ဖခင်ဖြစ်သူဟာသွေးပုတ်တွေအန်ထုတ်ပြီးသတိပြန်ရလာပါတယ်။ဒါပေမဲ့ဒါဟာအမြင့်ပြတ်သေးတာမဟုတ်ပါဘူး။သူတို့ဟာယောဂရဲ့အရင်းအမြစ်ကိုရှာဖို့မိသားစုဘိုးဘွားတင်းချိုင်းကိုတွားခဲ့ကြပါတယ်။အဲ့ဒီမှာကြောက်ချင်းသေးရုပ်တွေရဲ့ပါဇက်ကမြေကြီးဘက်ကိုလှည့်နေတာကိုတွေ့ရပြီးဒါဟာနိမိတ်ဆိုးကြောခွင်းစင်ခံထားရတာဖြစ်ကြောင်းသူကရှင်းပြပါတယ်။မြေကြီးတဲ့ကိုတန်ချောင်းနဲ့ထိုးကြည့်တဲ့အခါရေမော်တွေကပ်ပါလာတာကြောင့်အောက်မှာရေတွေနဲ့ပုပ်ပွားနေပြီဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။ဂူကိုဖွင့်လိုက်တဲ့အခါကောင်းကင်ကြီးတစ်ခုလုံးမှောက်မိုက်သွားပြီးခေါင်းတလားထဲကနေအနက်ရောင်အခိုးငွေတွေထွက်လာပါတယ်။နောက်တစ်စက္ကန့်မှာတော့စပင်းနီနီပါဇက်ထဲမှာတောက်ပတဲ့ယတနာတစ်လုံးငုံထားတဲ့သူတို့ရဲ့ဘိုးဘေးဟာထွက်လာပါတယ်။လူတိုင်းထိတ်လန့်သွားကြပေမဲ့လူငယ်လေးကတော့သူ့ရဲ့စွမ်းအားနဲ့ဖိနှိပ်ပြီးပါဇက်ထဲကယတနာအလောင်းပတိကိုထုတ်ယူလိုက်ပါတယ်။ဒီအရာဟာလူမိသားစုကိုပျက်စီးအောင်လုပ်မဲ့အဓိကတရားခံဖြစ်ပါတယ်။လူငယ်လေးကဒါဟာမင်းတို့မိသားစုကိုမျိုးတုံးအောင်လုပ်မဲ့အရာပဲလို့ပြောလိုက်တဲ့အခါအဖိုးဖြစ်သူဟာစွန့်သွားပါတော့တယ်